အားလုံးပဲမင်္ဂလာပါ United Fan Area မှာညီကိုတို့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော် sharing လုပ်သွားပေးခြင်းတဲ့အကြောင်းကတော့ Manchester United အသင်းကတော့ Victor Gyökeres ကိစ္စကလည်းသူတို့အသင်းနဲ့ကောကစားသမားနဲ့ရောအဆင်ပြေ၃ပွဲဆိုင်ဖြစ်နေတဲ့အချိန်မှာကစားသမားကလည်း Manchester United အသင်းထက်ဆိုင်ဥရောပဝင်ရတဲ့အသင်းကိုသာတွားမယ်ဆိုပြီးတော့ Fabrizio Romano ကဖော်ပြထားတယ်တွေ့ရရဲ့နော် Manchester United အသင်းကလည်းSporting တောင်းဆိုတဲ့ပြောင်းရွှေ့ခြင်းဒီလေသူတို့သုံးမှမဟုတ်တဲ့အတွက်ကြောင့်မလို့ပြစ်မှတ်တွေကပြောင်းလဲနေပါတယ်ဒီခေါက်ထွက်ပေါ်လာတဲ့သတင်းတွေကတော့Frankfurt တိုက်စင်မှုပေါ့နော်Hugo Ekitike ပဲဖြစ်ပါတယ်ဒီကစားသမားကအသက်ကတော့22နှစ်လောက်ပဲရှိပါသေးတယ်ဒါပေမဲ့Frankfurt တောင်းထားတဲ့စီကတန်100ဖြစ်နေပါတယ်ဒါကတော့ကောလာဟာလာမဟုတ်ပေမဲ့နည်းနည်းယုံကြည်ရတဲ့သတင်းတွေတော့တက်လာရပေါ့နော်ဒါပေမဲ့ကျွန်တော်အထင်တော့ Manchester United အသင်းကအဲ့လောက်ဒီပြောင်းရွှေ့ခြင်းရောမသုံးမှုလို့တော့မြင်မိရပေါ့နော်ဥပမာပေါ့နော်အဲ့လိုမျိုးကစားသမားကိုတန်100သုံးမဲ့အစား Victor Gyökeres ဒါမှမဟုတ်ဘူးဆိုရင်Osimhen တို့လိုမျိုးတော့သူခေါ်မယ်ပေါ့နော်ဒါပေမဲ့အခုလောဆယ်တက်နေတဲ့သတင်းတွေကိုကျွန်တော် sharing လုပ်သွားပေးခြင်းပဲဖြစ်ပါတယ်ညီကိုရောဒီကစားသမားကိုFrankfurt ကသတ်မှတ်ထားတဲ့တန်100ဆိုတာကစားသမားရဲ့ခြေစွမ်းတွေရောကိုင်းညီမှုရှိလားဒါမှမဟုတ် Manchester United အသင်းကဒီကစားသမားကိုခေါ်တင်လာဆိုညီကိုရဲ့အမြင်လေးကို share လုပ်သွားပေးကြပါဦးဒီ video လေးကို like and share subscribe လုပ်ပြီးတော့ကျွန်တော် YouTube channel Facebook TikTok မှာဝင်ရောက်အားပေးကြပါဦးကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်